ကဲအားလုံးဒီနေ့ဒီမှာသမီးစားကြမယ်နော်ဒီနေ့ကတော့ဒီမှာမပါမဖြစ်ငပိရေရယ်ပြီးတော့ဒီမှာကြက်ဆန်နဲ့ကတူနဲ့ဟင်းရေချက်ထားတယ်ပြီးတော့ဒီမှာငါအိုးကန်ဟင်းလေးကဲစားမယ်နော်ငပိရေစားမယ်ကဲအားလုံးစားကြပါအောင်လို့ယူဆုံးခေါ်ကြွေးရနော်ငပိရေစမပုတ်ပဲနဲ့ပဲထည့်လို့ကဲအားလုံးပဲနော်ဒီမှာပြည့်နေထိုင်းကိုတော့ပြီးတော့လှုပ်ရှင်နေခီးတဲ့များအားလုံးနော်နေ့စဉ်နေ့တိုင်းတားချုပ်ပို့ပေးတယ်နော်အလုပ်မရှိရင်အလုပ်ပါတစ်ခါလေးရှာပေးတယ်ဟိုမှာတိမိတ်ဆွေရှိတယ်အလုပ်မယူဘူးတိမိတ်ဆွေစီသွားမယ်ဆိုလဲတိမိတ်ဆွေစီအခန်းအရှိထိအရောက်ပို့ပေးရနော်အလုပ်မရှိတဲ့သူတော့ပါတစ်ခါလေးအလုပ်ရှာပေးရနော်ထိုင်းရနေမှာပြန်ဆင်းမယ်ဆိုလဲရက်အတွင်းပြန်ဆင်းမယ်ဆိုလဲဆင်းလို့ရတယ်နော်ကာနာရမရှိဘူးနေ့စဉ်နေ့တိုင်းကြိုပေးတယ်ပို့ပေးရနော်အခုကဒီမှာประเทศတွေအလုပ်နိုင်ရက်တွေပေးထားတယ်ဆိုရင်ပြန်ရှင်တယ်ဆိုရင်ဖုန်းဆက်လိုက်နော်ကားအခန်းထဲထိလာကြိုပေးရနော်ပြန်မမျိုးလည်းမမျိုးဖြစ်ပြန်မလဲပြန်မမျိုးနိုင်ရောကားအရောက်ဖြစ်ပြန်ပေးရနော်အမေအော်လာခပ်ပြည့်ဆက်တယ်တော့ငါသားလေးဥကချက်ကောင်းတရားသားကိုစားပါဆိုတော့ကောင်းတယ်လားအဲ့တော့ဘွေးမှာဈေးဆိုင်တဲပါကောင်းတရားသားကိုစားပါဆိုတာဟုတ်ပြီနားစားလို့မဟုတ်ဘူးအချင်းမဟုတ်လေစကမုံလေဟာဟုတ်တော့ဟုတ်လားမပြည့်စတယ်လားအန်တိတ်ထားလိုက်အဲ့လားရှယ်မဒါတန်းအောင်ခေါက်ခွဲရောကျက်ဥရောတာတူရောချက်ထားအကုန်လုံးရောက်ကြလဲရတယ်